ငါနေလို့ရက်နေလိုက်လို့ရှိရင်ငါရက်နေတဲ့အတိုင်းမှာပဲကြံခဲ့မှာဟွာကျွန်တော်ဆရာတော်အကြောင်းကို line နဲ့ကျွန်တော်ဆရာတော်နဲ့စကားပြောပြီးတော့ဟွာ comment လေးတွေဖတ်ကြည့်တော့ကျွန်တော်အားတဲ့အချိန်လေးမှာ comment လေးတွေဖတ်ကြည့်တော့ကျွန်တော် comment ထဲမှာအများဆုံးတွေ့ရတာကဘာတွေ့ရလဲဆိုတော့အကိုရေးတယ်ကျွန်တော်လည်းထမင်းငတ်နေပြီတဲ့ကျွန်တော်လည်းအောင်မြင်တော့မယ်ထင်တယ်ပေါ့ချို့ကြတော့လဲသူတို့ရဲ့ရိုးသားစကားတွေပါတယ်ချို့ကြတော့လဲပျော်ရွှင်စရာစကားတစ်ခုနဲ့ပြောတာတချို့ကြတော့လဲသူတို့ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းလေးကိုဖော်ပြတာပေါ့ဒါပေမဲ့ကျွန်တော်ကခင်ဗျားတို့ကိုအကြံပေးခြင်းတဲ့တစ်ခုကငတ်နေရက်မနေနဲ့ထပ်ပြောဦးမယ်ငတ်နေရင်ရက်မနေနဲ့ကျွန်တော်သာငတ်နေတဲ့အချိန်တုန်းကရက်နေခဲ့မယ်ဆိုရင်ဒီနေ့ဒီနေရာမှာလဲကျွန်တော်ခင်ဗျားတို့အခုမြင်နေတဲ့ကာလာအတိုင်းနဲ့ရက်နေခွင့်ရှိမှာမဟုတ်ဘူးငတ်နေရက်မနေနဲ့ငတ်နေရှောင်ပြင်းနဲ့ငတ်နေငိုမနေနဲ့ငတ်နေစိတ်တကြမနေနဲ့ငတ်နေရင်သူများတကာတွေကိုကိုငတ်နေတဲ့အကြောင်းတွေလိုက်ပြောမနေနဲ့ငတ်နေတဲ့အချိန်မှာမပြောဘဲနဲ့ငတ်နေရက်မနေဘဲနဲ့ဆက်ကြိုးစားမယ်အောင်မြင်တဲ့အချိန်ကြမှာကိုဘယ်လိုကြိုးစားအားထုတ်ပြီးမှအောင်မြင်ခဲ့ရတဲ့ဆိုတဲ့အကြောင်းအဲ့ဒီအကြောင်းတွေကိုအခြားသူတွေကိုမျှဝေပေးရမှာဒါကြောင့်ခင်ဗျားတို့ကျွန်တော်ပြောပြချင်တာကငတ်နေရက်မနေနဲ့လက်ရှိအလုပ်တွေလုပ်နေတယ်အဆင်မပြေဘူးလက်ရှိမိသားစုဘဝနဲ့အဆင်မပြေဘူးလက်ရှိကိုရှောက်နေတဲ့ခီးလန်းအဆင်မပြေဘူးငန်းအပြက်ခက်ခဲနေတယ်ကျွန်တော်ဆိုလို့ရှိရင်ဗျာတိလားအခုဒီမှာလက်ကစင်းရိုးတွေဒါကျွန်တော်လက်ကွင်းလေးပေးတာမှာဘဝအမှတ်တရနဲ့လာရိုက်တာလက်ကစင်းရိုးတွေဒီမှာအဲ့ဒီမှာပေါက်တဲ့ကစုံရက်တွေကိုပြုတ်ပြီးတော့မှငပိရည်လေးနဲ့ကစုံရက်ကလေးကိုဒီလိုကျွန်တော်ပြမယ်ကစုံရက်ကလေးကိုဒီလိုတွဲလောင်းလေးခူးပြီးတော့ဒီလိုတွဲလောင်းလေးကိုလေအမေအခုတည်းမျက်လုံးနဲ့မြင်နေသေးတယ်ကစုံရက်ကလေးကိုဒီလိုခူးပြီးတော့အမေကမြေအိုးလေးထဲမှာပြုတ်တာဒီဘက်ကမြေအိုးကစုံရက်ပြုတ်တဲ့အိုးဒီဘက်ကငပိချက်အိုးအဲ့ဒီဘက်ကငပိကစုံရက်ပြုတ်တဲ့အိုးတွေကကစုံရက်ကလေးကိုဟဲ့လိုလေးနှိုက်တိုက်ပြီးဟဲ့ဒီအိုးတွေကိုဟဲ့လိုလေးတိုးပြီးတော့မှဟဲ့လိုလေးပသက်လေးမြောက်ပြီးတော့အဲ့လိုထဲစားပြီးတော့ဘဝကိုရှင်သန်ခဲ့ရတာဘဝကိုရက်တည်ခဲ့ရတာထမင်းစားဖို့ဝေးလာဝေးတချို့ရက်တွေကထမင်းမစားဘူးတချို့ရက်တွေကထမင်းစားတယ်တချို့ရက်တွေကဒီလိုလေကွင်းထဲမှာရှိတဲ့ကစုံရက်တွေကိုပြုတ်စားခဲ့ရတာဒီလိုလေတွေပြီးသွားတော့လေပိုင်ချင်းလေသိမ်းသွားပြီဆိုလို့ရှိရင်လေကျွန်တော်တို့လေမှာကြံနေခဲ့တဲ့စပားနှံလေးတွေကိုကောက်ပြီးတော့မှစားခဲ့ရတာအဲ့ဒီဘဝတွေအချိန်ခါအဲ့ဒီဘဝကငတ်နေလို့ပါဆိုပြီးရက်နေခဲ့မယ်ငတ်နေလို့ပါဆိုပြီးစိတ်ဓာတ်တွေကြမယ်ငတ်နေလို့ပါဆိုပြီးတော့ဒီကျွန်တော်တို့မိုးရမြင်မှာပဲနေခဲ့မယ်ဆိုလို့ရှိရင်ဒီနေ့ခင်ဗျားတို့ရှိမှပြောနေတဲ့ကိုစိုးမိုးဆိုတဲ့ထမင်းနဲ့မှန်နေတဲ့လူတယောက်ဖြစ်လာမယ်မထင်ဘူးဒါပေမဲ့ကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်နေတယ်ကျွန်တော်ကအောက်မှာ follower တွေလုပ်ထားကြတယ်ညီလေးတွေညီမလေးတွေခင်ဗျားတို့အခက်အခဲရှိနေလိမ့်မယ်ခင်ဗျားတို့အစင်မပြေမှုတွေရှိနေလိမ့်မယ်ခင်ဗျားတို့ဒုက္ခရောက်နေတာတွေရှိနေလိမ့်မယ်ခင်ဗျားတို့ဘယ်သူမှမကူညီတာတွေရှိနေလိမ့်မယ်ဒါပေမဲ့တေးကြတယ်ခင်ဗျားတို့ငတ်နေရင်လည်းငတ်နေလိမ့်မယ်ခင်ဗျားတို့အုံတော်ထဲမှာတစ်ခုစဉ်းစားမှာကငါငတ်နေလို့ရက်နေလိုက်လို့ရှိရင်ငါရက်နေတဲ့အတိုင်းမှာပဲကြံခဲ့မှာသူများကတွေရွေရှားသွားတဲ့သူများကတွေရဲ့ဘဝဆင်မြင့်ဘဝကိုရောက်လာမှာမဟုတ်ဘူးဒါကြောင့်မလို့ခင်ဗျားတို့ဘဝမှာငတ်နေတယ်ဆိုလို့ရှိရင်ရက်မနေနဲ့ခင်ဗျားတို့ရှိမှခင်ဗျားတို့ကိုကြိုပြီးတော့မှကြိုဆိုနေမဲ့သူတွေလက်ခုပ်တီးပြီးစောင့်နေမဲ့ဆိုတဲ့ဆင်မြင့်တွေရှိတယ်အဲ့ဒီဆင်မြင့်တွေရှိအောင်ခင်ဗျားတို့ရောက်အောင်ရှောက်သွားမှာဒါကြောင့်မလို့ခင်ဗျားတို့ကျွန်တော်အကြမ်းမြင်ပြောပြချင်တာဒီနေ့အချိန်လည်းမရဘူးအကြမ်းမြင်ပြောကြချင်တာကခင်ဗျားကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်လို့ငတ်နေခဲ့ရင်ရက်မနေနဲ့ဆက်လျှောက်ခင်ဗျားတို့ကိုကြိုဆိုတဲ့နေရာတွေရှိတယ်ခင်ဗျားတို့အတွက်အောင်မြင်မှုတွေရှိတယ်ခင်ဗျားတို့အတွက်ပန်းတိုင်တွေရှိတယ်ငတ်နေရင်ရက်မနေနဲ့ပန်းတိုင်ထိအောင်ဆက်လျှောက်ပါခင်ဗျားအောင်မြင်လာပါလိမ့်မယ်ခင်ဗျားအောင်မြင်တဲ့အခါခင်ဗျားငတ်ခဲ့တဲ့အကြောင်းတွေကိုအခြားသူတွေကိုငတ်ခဲ့တဲ့နေရာကနေပြီးတော့မှဘလို့အောင်မြင်မှုတွေရှာဖွေလာတယ်ဘလို့စူးစမ်းအားထုတ်လာတယ်ဆိုတာကကိုယ့်ကိုကြည့်နေတဲ့လူငယ်တွေကိုဘဝကိုအားကြနေတဲ့လူငယ်တွေကိုပြန်လည်မျှဝေဖို့ခင်ဗျားဆက်စူးစမ်းလိုက်ပါငတ်နေရင်ရက်မနေပါနဲ့ဂေါ်လက်ပါ